အစ္စလာမ်ဘာသာဝင်တွေမှာနောက်ဘဝဆိုတာရှိလားရှိပါတယ်။ပန်တို့ဘာသာဝင်တွေအတွက်အခုဖြတ်တန်းနေရတဲ့လောကကြီးကစိုက်ပျိုးရမြေလိုပါပဲ။ပန်တို့တွေကဒီဘဝမှာကိုယ့်ရဲ့ကိုယ်ချင်းတရားကောင်းမှုကုသိုလ်နဲ့အလှူဒါနတွေကိုဘယ်လိုစိုက်ပျိုးခဲ့တယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့နောက်ဘဝမှာပြန်လည်ရိတ်သိမ်းရမှာပဲဖြစ်ပါတယ်။ပန်တို့ဘာသာမှာလူတစ်ယောက်ကွယ်လွန်သေဆုံးသွားပြီးတဲ့နောက်မှာဝိညာဉ်တွေကကဘာကြီးပြတ်သုံးတဲ့အချိန်ထိစောင့်ဆိုင်းရမယ်။အာလမေဘရဇက်လို့ခေါ်တဲ့ဂျားကန်ကာလတစ်ခုရှိပါတယ်။ဒါကိုနားလည်လွယ်အောင်ပြောရမယ်ဆိုရင်ပန်တို့ကမိခင်ရဲ့ဝမ်းပိုက်ထဲမှာပထမဘဝကိုဖျက်ဆီးခဲ့ကြပါတယ်။အဲဒီနောက်မှာအခုနေထိုင်နေတဲ့လောကမှာဒုတိယဘဝကိုဖျက်ဆီးနေကြပါတယ်။ကွယ်လွန်သေဆုံးသွားပြီးတဲ့နောက်မှာတော့အခုနပန်ပြောပြခဲ့တဲ့ဝိညာဉ်တွေကကဘာကြီးပြတ်သုံးတဲ့အချိန်ထိစောင့်ဆိုင်းရမယ်တတိယဘဝတွေကိုရောက်ရှိတော့မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ကွယ်လွန်သေဆုံးသူတွေအတွက်ဒါဟာရိုးရိုးစောင့်ဆိုင်းနေုံတသက်မဟုတ်ပါဘူး။ဒီဘဝမှာကောင်းမှုကုသိုလ်တွေအများကြီးလုပ်ထားတဲ့သူအတွက်သူ့ရဲ့အာလမေဘရဇက်ခါဂျန်နတ်ဒုက္ခဘုံရဲ့လေပီလေညင်းတွေစတင်တိုက်ခတ်ပြီးအေဂျင့်နဲ့အနားယူရနေရဖြစ်ရှိနေမှာပါမကောင်းမှုတွေလုပ်တဲ့သူတွေအတွက်ကတော့ဂျဟန်နမ်လို့ခေါ်တဲ့ငရဲဘုံရဲ့ပူလောင်မှုတွေကိုစတင်ခံစားရမယ့်နေရာပဲဖြစ်ပါတယ်ခန္ဓာကိုယ်ကမြေကြီးထဲမှာကျန်နေခဲ့ပေမဲ့ဝိညာဉ်ကတော့နောက်ဘဝမရောက်ခင်မှာပြုလုပ်ခဲ့တဲ့အကျိုးရလဒ်တွေကိုကြိုတင်ခံစားရမယ့်နောက်ဘဝရဲ့ပထမတကားပေါက်ပဲဖြစ်ပါတယ်အဲဒီနောက်မှာတော့ဘန်တို့အစ္စလာမ်ဘာသာဝင်တွေယုံကြည်တဲ့ကီယာမတ်လို့ခေါ်တဲ့ပြန်လည်ရှင်ပြန်ထိုင်ရမယ့်နေ့ရောက်ရှိလာခဲ့မှာပဲဖြစ်ပါတယ်။ကီယာမတ်နေ့မှာတော့ပန်တို့ဖန်ဆင်းရှင်ရဲ့ရှေ့တော်မှာလူသားတွေကလောကမှာပြုလုပ်ခဲ့သမျှကိုအသေးစိတ်စစ်ဆေးမေးမြန်းခြင်းခံရမှာပဲဖြစ်ပါတယ်။အဲဒီနေ့မှာပန်တို့အရှင်မြတ်ကဘသူရဲ့မတရားမှုမှာခွင့်ပြုမှာမဟုတ်တော့လို့ဘသူရဲ့ကောင်းမှုကုသိုလ်တိတိလေးရအစချန်လှပ်ထားမှာမဟုတ်ပါဘူး။အဲဒီနောက်မှာတော့ကောင်းမှုကုသိုလ်တွေအများကြီးပြုလုပ်ထားတဲ့သူတွေအတွက်ကတော့ထိုက်တန်တဲ့ဂျန်နတ်ဒုက္ခဘုံမှာအဆုံးမရှိဆန်စားရမှာဖြစ်ပြီးမကောင်းမှုတွေအများကြီးပြုလုပ်ထားတဲ့သူတွေအတွက်ကတော့မိမိတို့ရဲ့ပြစ်မှုတွေအတွက်ဂျဟန်နမ်လို့ခေါ်တဲ့ငရဲဘုံမှာထာဝရပြစ်ဒဏ်ခံစားရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဘန်တို့အစ္စလာမ်ဘာသာမှာနောက်ဘဝဆိုတာရှိပါတယ်။နောက်ဘဝရှိရဆိုတဲ့အတိအဘန်တို့လက်ရှိဘဝကိုပို့ပြီးတန်ဖိုးရှိအောင်နေထိုင်တတ်စေပါတယ်။မကောင်းမှုကိုရှောင်ပြီးကောင်းမှုကိုစုပ်ကိုင်ထားနိုင်ဖို့ကိုယ့်ရဲ့စိတ်နှလုံးကိုအမြဲဖြူစေအောင်တက်မှတ်ပေးထားတဲ့အသည့်တရားတစ်ခုပါလို့ပန်ပြောရင်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါရစေရှင်။